ဗေဒနုနမင်းကဘလူးနန္ဒရခရဲ့ခေါင်းကိုဖြစ်ပြီးဒတဂရီဖြစ်လူလောကကိုဆင်းသက်စေဖို့ကျင်းစာတိုက်လိုက်ပြီးတဲ့နောက်မှာတော့ဒတဂရီဟာတကောအာနာလွန်ကြီးမားတဲ့ဘလူးမင်းဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့စိတ်ကတော့သူ့ရဲ့ဘိုးဘေးမိဘတွေလိုတရားဓမ္မဘက်မှာမမွေ့ရောက်တော့ပဲရုံညံ့တဲ့လမ်းစဉ်ဘက်ကိုပဲဦးတည်သွားခဲ့ပါတယ်။သူဟာသူတစ်ပါးသားမယားကိုဖျက်ဆီးတာပဲဖြစ်ဖြစ်ဘလို့တရဝါမျိုးမဆိုသူတဘောကြပြီဆိုရင်ပရိရဲ့တုံးပြီးတော့ဖြစ်စေစီးစိမ်ဥစ္စာနဲ့လဲလှယ်ပြီးတော့ဖြစ်စေရအောင်ယူတတ်တယ်လို့အတင်းအဓမ္မလူယူတာမျိုးလည်းရှိပါတယ်။အဲ့ဒီနောက်မှာတော့ဒတဂရီဟာသူ့ရဲ့ဖခင်ဖြစ်သူဒီနန်းကိုဆက်ခံပြီးလင်္ကာဒီပမြို့ရဲ့အာဏာကိုတင်ပိုက်ဆိုးဆန်ခဲ့ပါတယ်ခင်ဗျ။ဒတဂရီရဲ့အာဏာဆက်ဟာသုံးလုံးကလုံးတုံဟီးသွားတဲ့အထိပြန့်နှံ့သွားခဲ့ပါတယ်။နတ်တွေဝါတွေငကားတွေဂလုံးတွေဒါမှမဟုတ်ဘယ်အရက်ကကန္တပတ်နတ်တွေပဲဖြစ်ဖြစ်နာမည်ကျော်ကြားသူဒါမှမဟုတ်သူ့မျက်စိစပတ်မွေးစုသူမှန်သမျှကိုဒတဂရီကလိုင်းလံနှိမ့်ဆက်တာဒါမှမဟုတ်တိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ပါတယ်။မကြာခင်မှာပဲဒတဂရီဟာအပေါင်းအဖော်နဲ့စစ်တီဘိုးဘွားတွေဖြည်းဖြည်းပုံပုံများပြားလာခဲ့ပါတယ်။အထူးသဖြင့်ဒတဂရီရဲ့တားတော်ရင်းချ1019ယောက်တောင်ရှိလာခဲ့တာပါ။အဲ့ဒီထဲမှာမိဖုရားမွန်ထိုးကဖွားမြင်တဲ့ရနဘတ်ဆိုတဲ့တားတော်တစ်ပါးရှိပါတယ်။သူဟာသူ့ရဲ့ဖခင်ဒတဂရီနဲ့ဆရာတဦးတည်းဖြစ်တဲ့ယတိဂောဘုဒ္ဓထံမှာပညာသင်ကြားခဲ့ပြီးမဟာကံနဲ့အကီလို့ခေါ်တဲ့ကျိန်စာမတန်ပညာရက်တွေကိုတက်မြောက်ခဲ့သူပါ။သူဟာအလွန်ထူးချွန်ထက်မြက်တဲ့အထိကြင်ကြံအားထုတ်နိုင်ခဲ့လို့အမြင့်ဆုံးသောနှမင်းကြီးသုံးပါးထံကနေထိုးကြတဲ့လက်နက်ဆန်းတွေကိုတောင်းခံခဲ့တဲ့အခမ်းအနားကိုပြုလုပ်နိုင်ခဲ့ပါတယ်။သူဟာမဟာနှမင်းကြီးသုံးပါးထံကနေလက်နက်တွေကိုအောင်မြင်စွာရရှိခဲ့ပါတယ်။ဤသို့နှမင်းကနာပတ်များတော်ကိုပေးသနာခဲ့ပြီးတရားမင်းအဖြစ်ဖန်ဆင်းအတွင်ပြောင်းနိုင်တဲ့ဆုလက်ကိုလည်းပေးခဲ့ပါတယ်။မြမမင်းကတော့မြမပတ်များတော်ကိုပေးသနာခဲ့တဲ့ပြင်ရနပတ်ကိုမြေပြင်ပေါ်မှာတည်ဆောက်ခွင့်မရှိစေရဘူးဆိုတဲ့ဆုကိုလည်းပေးခဲ့ပါတယ်။အကယ်၍တည်ဆောက်ရမယ်ဆိုရင်ကောင်းကင်ယံထက်မှာပဲတည်ဆောက်ရမှာဖြစ်ပါတယ်။တကယ်လို့ရနပတ်ရဲ့ဦးခေါင်းဟာမြေပြင်ပေါ်ကိုကျဆင်းသွားခဲ့ရင်စက်ကြောတာတစ်ခုလုံးမြို့ဟောတောင်လောင်ကျွမ်းသွားမှာဖြစ်ပါတယ်။အဲ့ဒီမိဘေးကိုတားဆီးဖို့ဆိုရင်မြမမင်းရဲ့ဖန်ဝမ်ဖာနတ်ပကံပြားနဲ့ခိုင်မှတာလင်မိငိမ့်နေမှာဖြစ်တယ်လို့ဆိုထားကြပါတယ်။နောက်ဆုံးမှာတော့ဗီဒနိုးနတ်မင်းကဝိရှာနုပါဏများတော်ကိုပေးသနာခဲ့ပါတယ်။ဒတဂရီဟာမိမိသားတော်ရနပတ်မှာဒီလောက်အထိစွမ်းထက်တဲ့တကောအာဏာတွေရှိနေပြီဆိုတော့သိလိုက်ရတဲ့အခါမှာတော့ဒတဂရီဟာတာဝရိနာနတ်ပြည်ကိုသိမ်းပိုက်ဖို့အတွက်တရားမင်းကိုတွားရောက်တိုက်ခိုက်ဖို့ရနပတ်ကိုအမိန့်ပေးခဲ့ပါတယ်။အမိန့်တော်ရရှိပြီးတာနဲ့ရနပတ်ဟာလင်္ကာဒီပမြို့တော်ကနေစစ်တီဘိုးဘလုံးရင်းနဲ့တရားမင်းစိုးစံရာတာဝရိနာနတ်ပြည်ကိုခြိတက်တိုက်ခိုက်ပါတော့တယ်။တရားမင်းလည်းစစ်တပ်ကြီးနဲ့ထောက်ကွာခုခံခဲ့ပေမဲ့ရနပတ်ရဲ့ကြီးမားလာတဲ့ကိုးစီစားနဲ့ထူးခြားတဲ့လက်နက်ဆန်းတွေကြောင့်တရားမင်းရဲ့စစ်တပ်ဟာအရေးနှိမ့်ပြီးပျက်စီးသွားခဲ့ရပါတယ်။တရားမင်းဟာမိမိရဲ့စစ်ရထားနဲ့ရနဝက်စင်တော်ကိုတောင်စွန့်ခွာပြီးထွက်ပြေးခဲ့ရပါတယ်။စစ်ပွဲပြီးဆုံးတဲ့အခါမှာတော့ရနပတ်ဟာတရားမင်းရဲ့စစ်ရထားကိုသိမ်းယူပြီးလင်္ကာဒီပမြို့ကိုပြန်လာခဲ့ကဖခင်ပြည်သူဒတဂရီတန်ဆက်တခဲ့ပါတယ်။ဒီလိုကြီးမားလာတဲ့ဆွမ်းဆောင်ရည်နဲ့ကောင်းမှုတို့ကြောင့်ဒတဂရီဟာတားတော်ကိုနာမည်တည်ပြောင်းလဲပေးခဲ့ပါတယ်။ဒတဂရီကရနပတ်ကိုအိန္ဒြေစီတလို့နာမည်တည်ပြောင်းလဲပေးခဲ့ပါတယ်။အတိပ္ပယ်ကတော့တရားမင်းကိုအောင်နိုင်သူဆိုတာပဲဖြစ်ပါတယ်။ဒတဂရီရဲ့အာဏာစက်ဟာနတ်ပြည်ထိလွန်မိုးသွားပြီးနောက်မှာတော့လောကသုံးပါးဟာတေတာရုပ်ခေတ်တဲ့ကိုရောက်ရှိသွားပါတယ်။အဲ့ဒီခေတ်ဟာလူဆိုးတွေပုံပုံများပြားလာပြီးလူကောင်းတွေနဲ့ရေအတွက်တူညီလာတဲ့ခေတ်ဖြစ်ပါတယ်။နိုင်ချင်ရရင်ကျွန်တော်တို့ခုလက်ရှိနေထိုင်နေတဲ့ခေတ်ကကလိရုပ်ဖြစ်ပြီးလူကောင်းထက်လူဆိုးကပုံများတဲ့ခေတ်ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာသူရဘလူးတွေကနေရာနဲ့ကျူးကျော်စော်ကားနေတဲ့အဲ့ဒီခေတ်မှာလူသားတွေဟာအလွန်တရာဒုက္ခရောက်ခဲ့ကြရပါတယ်။ဒီလရှင်ယတိယဟန်တွေတောင်မှဒတဂရီရဲ့အာဏာစက်အောင်မှာပုံချိုးနေထိုင်ခဲ့ရပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအချိန်တော်တင်မှာပဲအယုဒယလို့ခေါ်တဲ့မြို့တော်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီမြို့ကိုဒတယထမင်းကအုပ်ချုပ်ဆိုးစံပြီးဂေါတန်လာကေကေတီနဲ့သုံးမိတရာဆိုတဲ့မိဖုရားကြီး၃ပါးရှိပါတယ်။အယုဒယမြို့ဟာလူသားတွေအေဂျင့်တရားဆိုနေထိုင်နေတဲ့တခုတည်းသောမြို့ဖြစ်ပေမဲ့အုပ်ချုပ်သူဒတယထမင်းဟာအသက်အရွယ်ကြီးရလာပြီးမကြမ်းမမာဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ထိနှက်ဆက်ခံဖို့တားတော်တစ်ပါးမှမရှိသေးပါဘူး။ဒတယထမင်းဟာတားတော်ရရှိစေဖို့အတွက်နတ်မင်းတွေစီကနေတားတော်တောင်းခံတဲ့ရေပူဇော်ပွဲပြုလုပ်ဖို့စဉ်းစားခဲ့ပါတယ်။အဲ့ဒီအခါမှာတကောအချိန်မှာကြီးမားလာတဲ့ကလိုင်ကုတ်ရတဲ့ကိုခန်းသားရဲ့တဘာပတိအဖြစ်ဆောင်ရွက်ပေးဖို့ပင်ဖိတ်ခဲ့ပါတယ်။ဒါပေမဲ့ကလိုင်ကုတ်ရတဲ့ကတော့လောကကြီးမောင်မိုက်နေတဲ့ခုလိုခေတ်ကာလမှာတာမန်တားတော်မျိုးထက်အလွန်တရာဖုံးကပ်ကြီးမားတဲ့သူတယောက်ကိုပဲဒီလိုမောင်မိုက်နေတဲ့ခေတ်ကာလမှာဘလူးတရဲတွေကိုနှိမ်နင်းနိုင်ဖို့အတွက်ဖုံးကပ်ကြီးမားတဲ့ရှင်တစ်ပါးလူလောကကိုဆင်းသက်လာတဲ့တယ်လို့ရတဲ့ကလိုင်ကုတ်ကမြင်မိပါတယ်။ဒါကြောင့်ရတဲ့ကလိုင်ကုတ်နဲ့ဖွဲ့ဟာကောက်ကင်ရံကိုပြန်တက်ပြီးဤတို့နာမည်ကြီးထံကိုတွားရဖူးမြော်ခဲ့ကြပါတယ်။
လူးစိတ်တွေကိုနေနေမှုအတွက်ဗီတနိုးနတ်မင်းကိုလူဝင်စားဖြစ်ဆင်းသက်စေဖို့တောင်းဆိုခဲ့ကြတာပါဤသို့နတ်မင်းကြီးကလည်းသဘောတူလက်ခံတဲ့အတွက်တရားမင်းကိုခီယူသိမ်းမှုပြီးဗီတာနိုးနတ်မင်းဟာလူလောကသို့ဆင်းသက်ရန်ဖိတ်ခေါ်ခိုင်းခဲ့ပါတယ်ပြီးတော့ယတိအဖွဲ့ကိုလည်းအယုဒ္ဓယပြည်ဒဏယထမင်းရဲ့တားတော်ဖြစ်ဗီတနိုးနတ်မင်းလူဝင်စားဖြစ်ဆင်းသက်လာစေဖို့ရစ်ပူဇော်ပွဲပြုလုပ်ခိုင်းခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ယတိအဖွဲ့ဟာတားတော်ရရှိစေဖို့အတွက်နတ်တုဒ္ဒသမင်းမွေပွဲခမ်းနားကို၃ညတက်တိုင်ပြုလုပ်ခဲ့ကြပါတယ်၃ညပြည့်တဲ့အခါမှာတော့မိဘုံအလေကနေဘလူးတကောင်ဟာရွှေလီပန်းကိုကန်ဆောင်ရင်းပေါ်ထွက်လာခဲ့ပါတယ်အဲ့ဒီရွှေလီပန်းထဲမှာတော့နတ်သမင်းလေးလုံးပါရှိပါတယ်အဲ့ဒီနတ်သမင်းရဲ့ရနတ်ဟာလင်္ကာဒီပမြို့အထိကိုမွေးပြန်သွားခဲ့ပြီးတတဂရီရဲ့မိဖုရားကြီးမွန်ထိုးရဲ့နှာခေါင်းထဲကိုအရှိန်ဟုန်နဲ့တိုးဝင်သွားပါတော့တယ်အဲ့ဒီခါမှာမိဖုရားကြီးမွန်ထိုးဟာအဲ့ဒီနတ်သမင်းကိုလိုမြင့်စားနေတဲ့ပြင်းပြလာပြီးတကယ်လို့ဒါမစားရရင်တေးရပါလို့တော့ဖြစ်လာခဲ့ပါတယ်ဒါကြောင့်တတဂရီဟာကာကနာသူလို့ခေါ်တဲ့ဘလူးမောင်ကိုကြီးကန်းဖြင့်တင်ပြောင်းခိုင်းပြီးအယုဒ္ဓယပြည်ကနေအဲ့ဒီနတ်သမင်းကိုယူလာဖို့စေခိုင်းလိုက်ပါတယ်ဘလူးမကာကနာသူဟာရစ်ပူဇော်ပွဲကျင်းပရာနေရာကိုပြန်သွားပြီးနတ်သမင်းတစ်လုံးကိုထိုးတုပ်ခဲယူသွားနိုင်ခဲ့ပါတယ်အဲ့ဒီနောက်အဲ့ဒီနတ်သမင်းကိုမိဖုရားကြီးမွန်ထိုးထံယူဆောင်လာပေးခဲ့ပါတယ်မိဖုရားကြီးမွန်ထိုးဟာအဲ့ဒီနတ်သမင်းကိုစားသုံးလိုက်တဲ့အခါမှာတော့ကိုယ်ဝန်ရရှိသွားပါတော့တယ်ဒါဟာနတ်သမင်းရဲ့ရည်ရွယ်ချက်တိုင်းဖြစ်လာတာပါဘာလို့လဲဆိုတော့နတ်သမင်းဆိုတာသားသမီးရရှိဖို့အတွက်ပေါ်ပေါက်လာတာဖြစ်လို့ပါပဲကြံရှိနေတဲ့နတ်သမင်း၃လုံးခွဲကိုတော့တတရထမင်းကမိဖုရားကြီး၃ပါးကိုခွဲဝေပေးခဲ့ပါတယ်မိဖုရားကြီးတွေကအဲ့ဒီနတ်သမင်းကိုစားသုံးပြီးတဲ့နောက်မှာတော့ကိုယ်ဝန်ရရှိသွားကြပြီးတားတော်၄ပါးကိုဖွားမြင်ခဲ့ကြပါတယ်မိဖုရားကြီးကောတာလာကယာမမင်းသားကိုဖွားမြင်ခဲ့ပြီးသူဟာဝေဒနိုးနတ်မင်းကိုယ်တိုင်လူဝင်စားဖြစ်ဆင်းသက်လာတာဖြစ်ပါတယ်မိဖုရားကေကေဒီကတော့ဘာယာတမင်းသားကိုဖွားမြင်ခဲ့ပြီးသူဟာဝေဒနိုးနတ်မင်းရဲ့လက်နက်တော်ဖြစ်တဲ့ဆက်လက်နဲ့လူဝင်စားဖြစ်ဆင်းသက်လာတာဖြစ်ပါတယ်မိဖုရားသူမိတာရာကတော့လက္ခဏာမင်းသားနဲ့တုခရိမင်းသားဆိုတဲ့အမောအညီနောင်ကိုဖွားမြင်ခဲ့ပါတယ်လက္ခဏာမင်းသားသာဆိုရင်ဝေဒနာနိုးနတ်မင်းကြီးရဲ့လက်နက်တော်ဖြစ်တဲ့ခယူသင်းနဲ့အာနန္ဒနာနဂါမင်းနတ်မင်းကြီးရဲ့ပလီနော်တို့လူဝင်စားဖြစ်ဆင်းသက်လာတာဖြစ်ပါတယ်တုခရိမင်းသားကတော့ဝေဒနာနိုးနတ်မင်းကြီးရဲ့တောင်ဝင်းတော်ကလူဝင်စားဖြစ်ဆင်းသက်လာတာပဲဖြစ်ပါတယ်အဲ့ဒီနောက်ကြီးကန်းဘလူးမှတုပ်ယူသွားတဲ့နတ်သမင်းတစ်ဝက်ကိုမိဖုရားကြီးမွန်ထိုးစားသုံးပြီးကိုဝင်ရလာတဲ့အခါမှာတော့ဝေဒနိုးနတ်မင်းရဲ့ကျင်းရတော့မင်းလခုတ်မီကတတဂရီနဲ့မိဖုရားကြီးမွန်ထိုးတို့ရဲ့တမီးတော်မေဒီတာဖြစ်လူလောကကိုဆင်းသက်လာခဲ့တာဖြစ်ပါတယ်ဒီအချက်ဟာလူတိုင်းသိကျင်နေကြတဲ့လူသားစနီးများမရှိခဲ့ဘူးတဲ့တတဂရီမှာဘာကြောင့်လူသားဆင်းဆင်းဖြစ်တဲ့မေဒီတာလိုမျိုးသမီးရှိလာရတယ်လဲဆိုတဲ့မိကွန်းတဲ့ဖြေပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့တတဂရီရဲ့မိဖုရားကြီးမွန်ထိုးဟာမူလကဤတော်နတ်မင်းကြီးကတတဂရီကိုစူပေးတဲ့အနေနဲ့ပေးသနာခဲ့တဲ့နတ်သမီးတစ်ပါးဖြစ်နေလို့ပါပဲတတဂရီဟာကီလာတတောင်ကိုပြန်လဲမတ်ဆိုင်ထူပေးရတဲ့အတွက်စုလက်ဖြစ်မိဖုရားကြီးမွန်ထုံးကိုရရှိခဲ့တာပါအဲ့ဒီတုန်းကဝေယူထကဘလူးကပါတလမြေရောက်ကဘာကနေသူ့ရဲ့ငကားရင်ဖုံးတစားနဲ့လမ်းပြစ်လိုက်တဲ့အတွက်ကီလာတတောင်ကြီးစောင်းသွားခဲ့လို့တတဂရီကအာကိုတကြီးနဲ့တွားရောက်မှတ်ပေးခဲ့ရတာဖြစ်ပါတယ်နားထောင်ကြည့်ရဲ့နတ်ပြည်ဟာလည်းလူလောကလိုပဲရှုပ်ထွေးပူလီနေပုံရပါတယ်ဗျမိဖုရားကြီးမွန်ထုံးဟာအလွန်တရာလှပလုံးနဲ့လူသားသမီးတော်လေးကိုဖွားမြင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီသမီးတော်လေးမွေးဖွားလာပြီးပထမဆုံးချိန်အဟွင့်ငွေလိုက်တဲ့တန်းဟာဖာနရက်ဘလူးမျိုးနဲ့ကိုဖျက်ဆီးမဲ့သူဆိုတဲ့စကားလုံးကိုတောင်းကျင်တဲ့တိုင်ထွက်ပေါ်လာစေခဲ့ပါတယ်ဒါကြောင့်ဗေဒင်ကျမ်းတက်တဲ့ဝိပိဒနာကတတဂီရီကိုဒီသမီးတော်ဟာဘလူးမျိုးနဲ့စုတစ်ခုလုံးတဲ့ကြီးမားတဲ့ဘေးရနေတွေကိုယူဆောင်လာလိမ့်မယ်လို့ရှောက်တင်ခဲ့ပါတယ်တတဂီရီလည်းအဲ့ဒီစကားကိုကြားတဲ့အခါတတဂီရီဟာမမီရဲ့ရင်သွေးရင်းချကိုမတက်ရတာနဲ့သမီးတော်ကိုရွှေကြုတ်ထဲထည့်ပြီးရေထဲကိုမျောလိုက်ပါတော့တယ်အဲ့ဒီရွှေကြုတ်ဟာရေစီးနဲ့သူမျောပါသွားရင်မိထီလာပြည်ကြီးရဲ့ဘရင်ဖြစ်တဲ့ဇနကမင်းကြီးကျညာအားထုတ်နေတဲ့ယတိအကြောင်းသားကိုဆိုက်ရောက်သွားခဲ့ပါတယ်ဇနကယတိဟာအဲ့ဒီရွှေကြုတ်ကိုမြင်တဲ့အခါဖွင့်ကြည့်လိုက်တော့အထဲမှာလွန်ချစ်စရာကောင်းတဲ့မင်္ဂလေးတွေသားလေးကိုတွေးလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာဇနကမင်းကြီးဟာယတိအတွင်းနဲ့တရားကျင့်နေတာဖြစ်လို့ခလေးထင်းဖို့အဆင်မပြေဖြစ်နေပါတယ်ဒါကြောင့်ဇနကယတိဟာအဲ့ဒီရွှေကြုတ်ကိုမြေကြီးထဲမှာမြုံနှံထားလိုက်ပြီးဝတုံတရီမြေဆောင်တဲ့မင်းကြီးကိုလည်းအဲ့ဒီကလေးမလေးကိုစောင့်ရှောက်ပေးဖို့အနံခဲ့ပါတယ်ဒီလိုနဲ့အချိန်တွေက16နှစ်သက်တိုင်ကုန်ဆုံးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ဇနကယတိဟာမိထီလာပြည်ကိုပြန်ပြီးတီးနှံစိုးစံဖို့ဆော့ပြလိုက်တဲ့အချိန်မှာလွန်ခဲ့တဲ့16နှစ်ကမြေမြုပ်ထားခဲ့တဲ့ကလေးငယ်ရှိရာရွှေကြုတ်ကိုသတိရသွားပါတယ်ဒါကြောင့်ဇနကယတိဟာရွှေကြုတ်ကိုပြန်လဲရှာဖွေဖို့အတွက်မြေထွန်ရတဲ့ခန်းနာကိုပြုလုပ်ခဲ့ပါတယ်မြေကိုဆက်တိုက်ထွန်ရရင်းနဲ့နောက်ဆုံးမှာတော့တွန်သွားရွှေကြုတ်ကိုတွားတက်မိပါတော့တယ်အဲ့ဒီအခါမှာစစ်တီတော်တွေကိုအဲ့ဒီရွှေကြုတ်ကိုတူးဖော်ခိုင်းလိုက်ပါတယ်ရွှေကြုတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့လောကမှာဘယ်ဟာနဲ့မှနမ်းရှင်လို့မရအောင်လှပလုံးနဲ့တလောကလုံးမှာလှဆုံးဖြစ်တဲ့
အမျိုးသမီးပြိုလေးတယောက်ကိုတွေ့လိုက်ရပါတယ်ဇနကမင်းကြီးဟာထိုအမျိုးသမီးပြိုလေးကိုမိတ်ထလာပြီးရဲ့သမီးတော်ဖြစ်မွေးစားလိုက်ပြီးတီတာလို့အမည်ပေးခဲ့ပါတယ်တီတာဆိုတဲ့အဓိပ္ပာယ်ကတော့ထွန်ချောင်းဒို့မဟုတ်မြေကြီးတွေကနေရရှိတော်လူလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျမေဒီတာရွှေချုပ်တဲမှာ16နှစ်ကြာအိတ်ဆက်နေခဲ့ရတဲ့ချိန်တော်တင်းမှာပဲရာမမင်းနာဟာလည်းကြီးပြင်းလာခဲ့ပြီးယတိတော်မိတ်တရဲ့အာတယံကျောင်းမှာအသက်ပညာရရဲ့ကိုသင်ကြားခဲ့ပါတယ်ရာမမင်းနာဟာအလွန်တရာတော်ရုံထက်မြက်တဲ့စမ်းဆောင်ရည်ရှိလာခဲ့ပါတယ်တခါမှတော့ဇဒဂီရီဟာကြီးကန်းဘလူးမှကာကန္နာသူကိုတောထဲမှာတရားကျင့်နေကြတဲ့ယတိတွေကိုလိုက်လံတိုက်ခိုက်နေတော့ဖို့အမိန့်ပေးခဲ့ပါတယ်ဒါဟာအဒီတော်တစ်ခုလုံးကိုဘလူးတွေရဲ့နေမြင်ဖြစ်ကျင်ညာလိုက်တာဖြစ်ပြီးယတိတွေအလုံးဒုက္ခရောက်ကုန်ကြပါတယ်အဲ့ဒီအခါမှာရာမမင်းနာကဝင်ရောက်ကူညီခဲ့ပြီးဘလူးမကာကနာသူနဲ့သူမရဲ့နောက်လိုက်တွေကိုအောင်မြင်စွာနေနှင်းတက်ဖြတ်နိုင်ခဲ့ပါတယ်အချိန်တွေကုန်လွန်ပြီးရာမမင်းနာရွယ်ရောက်လာတဲ့အခါမှာတော့တစ်ဖက်မှာလည်းမေဒီတာဟာအိမ်တော်ပြည်ဖို့တင့်တော်တဲ့အရေးကိုရောက်ရှိလာခဲ့ပါတယ်မေဒီတာဟာနတ်ပြည်ကနတ်သမီးတွေထက်တောင်ပိုပြီးလှပတဲ့မျိုးသမီးတစ်ခုဖြစ်လာခဲ့ပါတယ်သူမကိုမြင်တွေ့ရတဲ့လူတိုင်းဟာသူမရဲ့လှမှာမိန်မောသူတွေတွားကြရပါတယ်အဲ့ဒီအခါမှာသူမရဲ့ခမဲတော်ဇနကမင်းကြီးဟာမေဒီတာအတွက်ရပူဝရအခမ်းအနားကိုကျင်းပပေးဖို့စီစဉ်ပေးခဲ့ပါတယ်။ဒါဟာရှေးခေတ်မင်းသမီးတွေအတွက်ကျင်းရတော့ရွေးချယ်တဲ့ခမ်းနားပဲဖြစ်ပါတယ်။ဇနကမင်းကြီးဟာလူရင်အားတစ်ထောင်မမနိုင်တဲ့အထိလေးလံလာတဲ့မဟာဒနုမောလီဒီတော်ကြီးကိုမတင်နိုင်တဲ့သူရှိခဲ့ရင်အဲ့ဒီသူကိုမေဒီနာနဲ့လက်ဆက်ပေးမယ်လို့တလောကလုံးကိုကျင်းညာမောင်းခတ်လိုက်ပါတယ်။ဒီတဲ့နေ့ဟာယူရီးယားပြည်ကိုရောက်ရှိသွားတဲ့အခါမှာတော့ရာမမင်းသားရဲ့ဆရာဖြစ်တဲ့ယတိကြီးဟာမမိရဲ့တပည့်ဖြစ်သူကိုဒီအခမ်းအနားမှာပါဝင်စေခြင်းတဲ့အတွက်အတူတူခီးထွက်ခဲ့ကြပါတော့တယ်။မေဒီလာပြည်ကိုသွားတဲ့လမ်းခီးမှာလက္ခဏာမင်းသားကလည်းအတူတူလိုက်ပါသွားခဲ့ပါတယ်။မေဒီလာပြည်ကိုရောက်တဲ့အခါမှာတော့ရာမမင်းသားနဲ့မေဒီတာတို့ဟာမမျော်လင့်မဲ့တိုက်ဆိုင်စုံတွေ့ခဲ့ကြပါတယ်။အတိတ်ဘဝကရေစက်ကြောက်ပဲသူတို့နှစ်ဦးဟာမြင်မြင်ချင်းတူဦးကိုတူချက်ချင်းမြတ်တာတော့ဝင်ချစ်ခင်သွားကြပါတော့တယ်။လေးတင်ပွဲကျင်းပတဲ့နေ့ရောက်တဲ့အခါမှာတော့မြို့တတိကမင်းသားတွေဟာလေးတော်ကိုလဲကျလာရောက်မှတင်ကြပါတယ်။ဒါပေမဲ့အဲ့ဒီလေးတော်ကြီးဟာဘသူကပဲမအနှဲငယ်များတော့ရွေရခြင်းမရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့ရာမမင်းသားကလေးတော်ကိုဆန်းသက်မတင်ဖို့ရှေ့ထွက်လာခဲ့ပါတယ်။ရာမမင်းသားဟာလေးကိုင်းကိုလမ်းနဲ့လမ်းကန်လိုက်ုံနဲ့တင်အလွန်တရာလေးလန့်လာတဲ့မဟာဒနုမောလီဈေးတော်ကြီးကိုအလွန်လွယ်ကူစွာပဲမတင်နိုင်ခဲ့ပါတယ်။ဒါကြောင့်ရာမမင်းသားဟာမဟာလေးတော်ကြီးကိုအောင်နိုင်ခဲ့ပြီးမေဒီတာကိုလည်းပိုင်ဆိုင်ခွင့်ရရှိသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ဦးဟာလက်ထပ်ထိမ်းများခဲ့ကြပြီးတဦးကိုသူချစ်ခင်စွာနဲ့ပျော်ရွှင်စွာပေါင်းတင်နေထိုင်သွားကြပါတော့တယ်။ဒါကတော့ဒီနေ့တော့ကျွန်တော်ယူဆလာပေးတဲ့ရာမမင်းသားနဲ့မေဒီတာတို့ရဲ့မေဖွားပေါ်ပေါက်လာပုံအကြောင်းအရာပဲဖြစ်ပါတယ်။တကယ်တော့ဗီဇန်နိုနဲ့မင်းကြီးနဲ့သူ့ရဲ့လက်နက်တော်တွေပဲတတဂီရီကိုနေနေမို့လူလောကဆင်းသက်လာခဲ့တာမဟုတ်ပါဘူး။နတ်ပြည်ကနတ်စတိတော်တွေနဲ့အစွမ်းထက်တဲ့နတ်လန့်ပစ္စည်းများပြားလဲရာမမင်းသားတတဂီရီနဲ့စိတ်ခင်းတဲ့တာဆင်းနေဖြစ်နေအောင်လူလောကကိုဆင်းသက်လာခဲ့ကြပါတယ်။နတ်ပြည်တစ်ခုလုံးလူပြည်ကိုပြောင်းရွှေ့ဆင်းသက်လာတယ်လို့ပြောလို့ရပါတယ်။နောက်မှလည်းကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတဖြည်းဖြည်းချင်းထုံးလို့ပြီးတော့လူတန်းကြည့်ရှုနိုင်ဖို့အတွက်ရာမယနာဇတ်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဗီဒီယိုတွေဖြစ်တဖြည်းဖြည်းချင်းအမြဲတမ်းတင်ဆက်ပေးတော့ပါမယ်ခင်ဗျ။အကယ်၍ဒီဗီဒီယိုထဲမှာချက်လက်မိုင်းတာမျိုးဒါမှမဟုတ်လိုအပ်ချက်တစ်ခုရှိရင်လည်းအားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကိုကြားနေတဲ့ဆိုရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်း share ပေးတော့ကြပါဦးခင်ဗျာ။ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ရနေလို့ဆိုရင်လည်းလုပ်ခဲ့ပေးကြပါဦးခင်ဗျာ။